ချင်းတွေကိုတည်စီနိုင်တဲ့ချင်းရိုက်ပဲတဲ့သူကတော့ကျွန်တော် short အားလဲမိုက်တယ်ကျွန်တော် short အားလေးတစ်ချက်စမ်းကြည့်ပေးမယ်အခုဒီမှာဆိုလို့ရှိရင်ချင်းတကောင်ကောင်းကောင်းဝင်သွားတာနဲ့လွယ်လွယ်ကူကူကျွန်တော်တို့သိနိုင်တယ်နောက်တစ်ခုကပါလဲဆိုပုံမှန်ချင်းရိုက်ဘက်တန်တွေကမီးလုံးပြပြကြီးပါသူကတော့ဒီမှာဆိုလို့ရှိရင်တန်မီပုံစံမျိုးကျွန်တော်တုံးမယ်ဆိုရင်ဒီမှာသုံးလို့ရတယ်ခက်ဝေးဝေးထိပြေးတယ်သူထဲမှာပါတဲ့ကျွန်တော်တို့ဘက်ထရီကလည်း lithium ဘက်ထရီကိုမှ 3.7 volt 900 mAh ဘက်ထရီပြီးတော့ရင်သူကဒီမှာဆိုရင် solar နဲ့အားသွင်းမယ်ဆိုလည်းတွင်းလို့ရတယ် EPC နဲ့အားသွင်းတဲ့လောက်တော့မြန်မှာမဟုတ်ဘူးသူကဒီမှာထပ်စိန်ပြီးကောင်းတယ်အားသွင်းတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ထဲမှာကျွန်တော်တို့ဘက်ထရီလုံးကိုလည်းလွယ်လွယ်ကူကူပဲဖြုတ်ပြီးတော့ကျွန်တော်တက်ခဲဘက်ထရီလဲတယ်လို့လဲလို့ရတယ်ကျွန်တော်တို့ short အားကလည်းဒီလိုပုံစံမျိုးပါကျွန်တော်တို့ကြည့်ကြည့်လိုက်မယ်နော် short အားကလည်းရှင်တကောင်ကောင်းကောင်းဝင်သွားတာနဲ့ပြန်ထွက်လို့မရဘူးပြီးရင်ကျွန်တော်ဒီမှာ Samsung တွေကတော့တူတုံးထားတဲ့ဒီ body material ကလည်းတက်တက်ရရနဲ့ quality ဖြစ်တဲ့ material မျိုးကိုတုံးထားပြီးရအဖြူရောင်နဲ့ကျွန်တော်ဒီအရောင်လေးကိုဆက်ထားတာဖြစ်တဲ့အတွက်အမောင်ရိပ်ထဲမှာချင်းရိုက်ဘက်တံကိုလည်းလွယ်လွယ်ကူကူရှာနိုင်တယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းကိုတည်စေနိုင်တဲ့ Samsung တွေရဲ့ချင်းရိုက်ဘက်တံကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ Tego 7 electronic hardware မှာကိုကြော်လိုက်ခဲ့ဖို့ဖိတ်ပါပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်